အခုလိုစီတွေရှားနေတဲ့အချိန်မှာတရုတ် EV ဆိုင်ငယ်မဟုတ်တဲ့ဆိုင်ငယ်တဲ့ရှားနေသလိုကျွန်တော် Honda EV ဆိုင်ငယ်အသစ်ထွက်လာဖို့ရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကိုတင်သွင်းလာဖို့ကတော့ NCH မြန်မာကဘလို့တင်သွင်းလာမလဲပုံမှာတော့မူတည်တယ်။အခုလက်ရှိထိုင်းနိုင်ငံဘန်ကောက်ဆိုင်ငယ် show မှာပြသထားပြီးဖြစ်ပါတယ်။ထိုင်း VN နဲ့လာအိုနိုင်ငံတွေမှာတော့အရင်တင်သွင်းမဲ့ခံမှန်းရပြီးတော့မှမြန်မာနိုင်ငံကိုနောက်ဆုံးမှဝင်လာမယ်လို့တော့ထင်ပါတယ်။အနေထားကဘလို့ရှိမလဲကြည့်လိုက်ရအောင်။ Hello အားလုံးပဲမင်္ဂလာပါ MG ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုဒီပုံမှန်ပြန်လည်တော့မှာဖြစ်တဲ့အတွက်နောက်တစ်ခါဗီဒီယိုတင်ရင်ပြန်တွေ့အောင်ဒါ follow လုပ်ထားပေးဖို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့စလိုက်အောင် Honda လက်အောက်ခံ Wuyan Honda China ကုမ္ပဏီကနေမှ2021ခုနှစ်မှာ Honda Yugo ဆိုတဲ့ EV ဆိုင်ကိုစတင်ထုတ်လုပ်လာပါတယ်စထုတ်တော့ကတော့ Honda ဒီနာပေါ့ပါစီလို့သွားလို့လာလို့ကောင်းတဲ့ဆိုင်ကယ်အဖြစ်ထုတ်ခဲ့တယ်လို့တော့ပြောရတာပါလိမ့်မယ်စထုတ်တော့ကတော့မြန်မာနိုင်ငံပါဝင်အာရှနိုင်ငံတော်များများမှာအောင်မြင်ခဲ့တဲ့လူကြိုက်များခဲ့တယ်ပေါ့ရောင်းအားကောင်းတော့2023ခုနှစ်မှာ upgrade နဲ့ပြုလုပ်ပြီးတော့ထပ်မံထုတ်လုပ်တယ်မြန်မာနိုင်ငံမှာတော့ NCH မြန်မာက Honda Yugo ဆိုင်ကယ်တွေတင်သွင်းထားပါတယ်အခု2026ခုနှစ်မှာတော့ပို့ပြီးတော့ premium ဆန်မယ်ဘေး quality ကောင်းကောင်းအသုံးပြုထားတဲ့ပစ္စည်းကောင်းတွေနဲ့ Honda UC3 ဆိုပြီးတော့မိတ်ဆက်လာပါတယ်ဓာတ်ဆီရီရှားတဲ့အချိန်နဲ့ quality မတ်စီချိန်ကိုက်ထွက်လာခဲ့ပါတယ် Honda UC3 က Yugo ထက်ပို့ပြီးတော့မိုက်မယ် premium ဆန်မယ်ဘေး quality ကောင်းမယ်မော်တာနဲ့ battery ဆန်းဆောင်ရည်တွေပါအဆင့်ပိုမြင့်ပါတယ်130cc engine နဲ့ညီမျှတဲ့ 6.0 kW အားရှိတဲ့မော်တာကိုအသုံးပြုထားပြီးတော့မှ top speed ကတနာရီကို80 km ဝန်းကျင်မောင်းနိုင်အောင်ပါ3.2 kWh lithium ion battery ကိုအသုံးပြုထားပြီးတော့မှ1200 watt fast charger စနစ်နဲ့အားသွင်းရင်0 to 100% ကို4နာရီနဲ့အပြည့်သွင်းနိုင်မှာပါအိမ်သုံး450 watt charger နဲ့အားသွင်းနိုင်ဆိုလို့ရှင်တော့9နာရီကြာပါမယ်အားပြည့်ရှိနေမယ်ဆိုလို့ရှင်တော့122 km အထိတီးထုတ်နိုင်မယ်TFT meter display တိုင်ကHonda Road Sign application နဲ့ချိတ်ဆက်နိုင်မယ်အားသွင်းပေါက်ပါမယ် Smart Key ဖြစ်မယ် Shit Display ပါဝင်ပြီးတော့မှ ABS brake စနစ်လည်းပါဝင်ပါတယ်စွမ်းအင် Twitter နိုင်တဲ့ Eco Mode Standard နဲ့ Sport Mode တွေလည်းပါဝင်အောင်ပါback gear တော့ပါဝင်ပါသေးတယ် Premium ဆန်မဲ့ 110cc engine လိုမျိုး performance ရမယ် Riding mode တွေပါမယ် Safety ပိုင်းလည်းစိတ်ချရတဲ့ EV ဆိုင်ကယ်လေးဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီ EV ဆိုင်ကလေးကတကယ် performance ကောင်းမယ်ဆိုလို့ရှင်တော့ဝယ်စီးပြင်မလားသိချင်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့အခုလက်ရှိဘန်ကောက်ဆိုင်ကယ် show မှာဘတ်332,000နဲ့ဒါကြောင်းချနေပါတယ်မြန်မာငွေနဲ့ဆိုလို့ရှင်တော့380ဝန်းကျင်လောက်ရှိပါမယ်အရင်ကပုံမှန်ငွေသင်းနဲ့ဆိုလို့ရှင်တော့350ဝန်းကျင်လောက်နဲ့ဝယ်နိုင်မှာဖြစ်ပါတယ်ကိုလိုမောက်သားမှာဖြစ်ပါတယ်